တော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန်ပြည်သူတွေအတွက်ပေါ့နော်ရည်စရာပြောရမလားဝမ်းသာစရာပြောရမလားတရင်ကောင်းပြောရမလားပေါ့နော်တရင်ဆိုတော့မဖြစ်နိုင်ဘူးပေါ့ဘောမတာဆန်အကြီးစားဇော်ဘိုဟင်းပေါ့ဗျာအဖမ်းခံရတယ်ပေါ့ဗျာဇော်ဘိုဟင်းအဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမှခေတ်သစ်မီဒီယာမှာအခုလိုတွေ့ရှိနိုင်ပါတယ်ဘာကြောင့်ဇော်ဘိုဟင်းအဖမ်းခံရလဲဆိုတော့နံပါတ်1ပေါ့နော်မင်းအွန်လိုင်းအပါဝင်စစ်အရာရှိကြီးများကိုဇဲဆိုတဲ့အတွက်အမှဆက်သွယ်ရေးဥပဒေနဲ့အကြီးညိုပြက်စေတဲ့အမှုပေါ့နံပါတ်1နော်နံပါတ်2ကတစ်မောင်ခုမှုနဲ့ဖမ်းတယ်ကဲကြည့်ဇော်ဘိုဟင်းပြောတော့ကွာတမတော်ကိုထောက်ခံတာကဘာမျောလင်းချက်မှမရှိဘူးကုတ်ထမင်းကိုစားပြီးမှလော်ဘီလုပ်တယ်ဆိုလားပဲနော်အရှိပိုင်းမှာပြီးတော့ညာရင်မှသူပြောခဲ့ပါတယ်ပြီးတော့သူ့မိန်းမအကြောင်းလည်းသူကြွားသေးတယ်ကွာသူ့မိန်းမဆိုတရုတ်နိုင်ငံမှာစီးပွားရေးလုပ်တယ်ဗျာအဲ့မှာပတ်စံအများကြီးရှိတယ်ပေါ့ကွာပတ်စံထပ်လိုက်ရင်ပုံပြတယ်ဗျာအရက်ဖိုးဘီယာဖိုးအန်းနဲ့ဆိုပြီးမှကြွားတာအဲ့မှာကိုကြည့်အဲ့မှာတစ်မောင်ခုမှုတယ်အဲ့ဒါကြောင့်ဒီဘောမဘီဆိုတာနဲ့လေသူတို့အတွက်အကျိုးအမြတ်မရှိဘူးဆိုရင်လုံးဝမမအောင်ပြီးရင်ခမားတို့တိထားဖို့ပါခမားတို့ကဘောမရင်တတရရလေးပဲမှပြင့်ပေးမပေးကလန်ကစားသွားလို့မရအောင်ဇော်ဘိုဟင်းတို့လိုဘောမဒလန်ကြီးစားတွေဖြစ်ဖြစ်အမှပြူစောထီးပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ဘောမနေတဲ့အရောက်စီတိုင်းပေါ့နော်ခမားတို့ကိုစစ်ကောင်စီကပြည့်တစားလို့ပဲခမားတို့အတုံးချတာခမားတို့ဇရာကြီးသွားလို့မရဘူးပြီးရင်နောက်တမှုကလက်နဲ့မှုတယ်ဟုတ်ပြီဒါတော့သိတယ်လက်နဲ့ကင်တာတော့သိတယ်ခမားတို့ကအဘဘောမနေကြရတာဘယ်အချိန်မှမာလကီယာသွားမလဲဆိုတာပြောလို့မရဇော်ဘိုဟင်းတယောက်တည်းပဲတနက်ကင်လားဆိုရင်မဟုတ်ဘူးဘူးလက်လာဆိုရင်နေပြည်တော်မှာနေတယ်တနက်ကင်ထားတယ်ခမားတို့ဘောမတဲ့အတွက်ခမားတို့မကြခင်မှာမာလကီယာခံရမယ်အမှခမားတို့ရဲ့အသက်ခမားတို့ကာကွယ်နိုင်ဖို့တနက်ဆောင်ထားတာတော့ဒါကိစ္စမရှိဘူးဒါပေမဲ့ခမားတို့ကိုတရားစွဲတဲ့အမှုเนาะခမားတို့တရားစွဲတဲ့အမှုကလက်နဲ့မောင်ခုမှုကွာဘလောက်ထိကြောက်စရာကောင်းလဲเนาะပြီးရင်လိုင်စင်မဲ့ကားတယ်ရောင်းဝယ်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုခမားဗျာခုနပြောပါတယ်မိမကအဲ့လိုအန်းလိုက်ပါတယ်တဲ့ခမားလုတ်ပြခမားလိုင်စင်မဲ့ကားတယ်ခိုးရောင်းနေတယ်အမှန်တော့အကုန်လုံးခိုးရောင်းမင်းအောင်လိုင်းသားသမီးအစားရောင်းတာဒါမဲ့ခမ ्या အောင်အခုနောက်ကျောကနေဓာတ်နဲ့ထိုးလိုက်ဘယ်အချိန်မှဖမ်းတာလဲဆိုတော့ဂျွန်လ2ရက်ဆိုတော့မနစ်ကပေါ့နော်မွန်းလွဲတနာရီကျော်အချိန်မှဖမ်းတယ်ဗျာနော်အမှရေးထားတာပြုံးလက်မှာနေထိုင်တဲ့စစ်လော်ဘီဇော်ဘိုဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းပေါ့နော်ပြုံးလို့နေရတဲ့ဖမ်းတာဖြစ်နိုင်လောက်တယ်ပေါ့နော်မြောက်လိုင်းအပါဝင်စစ်ကောင်စစ်ရရှိများကိုဆဲဆိုတဲ့အတွက်ပေါ့နော်ရန်ကုန်တိုင်းဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်ရဲစခန်းတွင်နဲ့ပါမပေါ့နော်စစ်တွေပုံမှန်ပါဖြစ်မဘာတာနဲ့စစ်တပ်ထောက်ခံသူဒေါ်မိုးမိုးခိုင်နဲ့ကဲနော်မေလ9ရက်နေ့မှာအမှုဖွင့်ခဲ့ကြောင်းကဲဗျာဒေါ်မိုးမိုးခိုင်နဲ့ဗျာကဲဇော်ဘုံရဲ့သွေးတော့နေကိုမောင်နှမတွေရဲ့ခမရတို့ရဲ့တွေးတော့ brother ကြီးကိုနောက်ကျောင်းနဲ့ဓာတ်နဲ့ထိုးသွားတာကမဘာတာနဲ့စစ်တပ်ထောက်ခံသူဒေါ်မိုးမိုးခိုင်နဲ့ဗျာကဲဘလောက်ဒီအောက်တန်းကြဘောမအချင်းချင်းကိုတော့မရှောင်အခုလိုနောက်ကျောင်းဓာတ်နဲ့ထိုးသွားတာဖမ်းသွားတာတော့သိချတယ်တဲ့နော်ညှိနှိုင်းပြီးပြန်ထွက်လာရင်တော့မပြောတတ်ဘူးဒါပေမဲ့ပေါ့နော်ဒီတစ်ခေါက်တော့ညှိနှိုင်းပြီးထွက်ဖို့ခက်မှထင်တယ်ဖြစ်နိုင်တယ်ဗျငါးမင်းဆွေတောင်မှအခုချိန်လုံးဝမထွက်တော့အမှစိန်မြောက်မြောက်ရဲ့အဖေပေါ့နော်ဦးတန်းရွှေရဲ့တမက်ကလည်းအခုချိန်ဒီမထွက်လာနိုင်ဘူးဦးရဲ့ထွက်ကလည်းထွက်မလာနိုင်ဆိုတော့သူ့ကိုဆွဲထားတဲ့အမှုတွေဟာများတယ်လို့သိရတယ်လို့ရဲသတင်းမြစ်ကဆိုထားတယ်ကိုကြီးဇော်ဘိုဟင်းကိုကျွန်တော်ကအပြောင်အပြက်လေးတွေလှုပ်တဲ့ဆိုပေမဲ့အချင်းချင်းအဲ့လိုနှောက်ကြောကိုဓာတ်နဲ့ထိုးတဲ့အဖြစ်မျိုးဆိုရင်တော့ကိုကြီးဇော်ဘိုဟင်းဖက်ပါတယ်ဗျာ I stand with ကိုကြီးဇော်ဘိုဟင်းOkay ဒီပုံကတော့ကိုကြီးဇော်ဘုံရဲ့အခင်းမင်းအရင်နေဆုံးသောတငယ်ချင်း2ဦးဖြစ်တယ်ကိုကြီးကျော်စိုးဦးနဲ့ညီမဒဇင်ဦးတို့ဖြစ်တယ်ကိုကျော်စိုးဦးနဲ့ညီမဒဇင်ဦးကိုကျွန်တော်မေတ္တာရက်ခံချင်တော့ကိုကြီးဇော်ဘုံဟင်းအတွက်အမှန်တရားပေါ့နော်အမှန်တရားအတွက်ကလက်စားချေမှုတစ်ခုကတော့လှုပ်ဆောင်ပေးပါဒေါ်မိုးမိုးခိုင်ဆိုတဲ့လက်ထားမနဲ့မုတ်ဆိုးမစပတ်ကေဆိုတဲ့အောင်မင်းလက်ချက်ကတော့လုံးဝကင်းမှာမဟုတ်အ
ထူးတစ်ဖြစ်ဒေါ်မိုးမိုးခိုင်ကတော့အရှိကနေ fight ဒါမဲ့အနောက်ကနေတော့ဒီမုတ်ဆိုးမစပတ်ကအောင်မင်းကကြိုးကင်နေတာအတိအကျကိုကျွန်တော်ပြောရတယ်ဗျအဲဒါကြောင့်ကိုကြီးဇော်ဘုန်းရဲ့အတွက်အမှန်တရားမျှတအောင်လှုပ်ဆောင်ပေးကြပါလို့ဒီနေ့ကနေကျွန်တော်ကိုကြီးဇော်ဘုန်းရဲ့အတွက်မေတ္တာရက်ခအပ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုများမှာပြန်လည်တွေ့ကြသေးတာပေါ့ဗျာ